လေးမြေဆောင်တိုင်းအရာထုတ်ကုန်တွေထဲကနောက်ထပ်တစ်ခုကတော့ကုန်းဘီရင်တွေပဲဖြစ်ပါတယ်ကုန်းဘီရင်ကိုမှတရုတ်နိုင်ငံထုတ်တွေဖြစ်ကြတဲ့ကုန်းစားဘီရင်ပရိုတွေပရတ်တွေကိုလည်းခွဲခြားထားပါသေးတယ်ကုန်းစားရတာကိုကြိုက်နေတက်ပြီးဖိုက်တင်းအောင်လဲစားပါတယ်အများကြီးစားတယ်လို့ကိုပြောတာပါအဆက်မပြတ်ဝါနေရတာကိုသဘောကျလို့စိတ်နဲ့တောင်သွားတူနေပါသေးတယ်အဆိုဝါသနာလည်းကြီးသူတွေဖြစ်ကြလို့လေပြေလေးလို့အတန်ကိုလည်းပြုတ်လို့တတ်တယ်လို့အတန်ယုံဆွဲတွေလည်းအရန်ကောင်းတာဖြစ်လို့လဲထုံဆက်ဘေးမှာရက်နေရတယ်လို့ပါပဲဟုတ်ပါတယ်စတာပါကုန်းပြိုင်စားရဲတဲ့သူတွေကိုလည်းစိန်ခေါ်လေးရှိပြီးတော့ဘယ်လိုပြန်ရပြီးဘယ်လိုအနိုင်ရလဲဆိုတာတော့ကျွန်တော်လည်းမသိပါဘူးသိတဲ့သူများရှိရင်ခေါမမှာပြောပြပေးတော့ကိုတောင်းဆိုလိုက်ပါတယ်ဆလီမြင်းဆောင်မှာဆိုရင်တော့ဖြစ်တောသီးနဲ့တောသားတွေအများဆုံးထွက်တဲ့ဒေသလေးတစ်ခုဖြစ်ပါတယ်၆မတွေးပါနဲ့စပားနဲ့ငါးတွေကိုပြောတာပါပညာရှင်တွေလည်းရှိသလိုရက်ကွက်ကျော်ဆိုတော်နဲ့နိုင်ငံကျော်အတော်ဆိုတွေလည်းရှိပါတယ်မြင်းဆောင်တွေထဲမှာဆဲခံနိုင်ရရှိဆုံးမြင်းဆောင်လည်းဖြစ်ပါတယ်အဲ့ဒါလည်းစတာပါချော်လဲရုပ်ထိုင်အောင်ခတ်ပိုင်ကိုအားကျသူတွေဖြစ်ကြလို့ချော်လဲရုပ်ထိုင်အောင်ခတ်ပိုင်လို့တမတ်ကိုလေးစားတွေ့ယူတတ်ကြပြီးချော်လဲရုပ်ထိုင်အောင်ခတ်ပိုင်ရဲ့အားပေးမှုကိုလည်းရရှိထားပါတယ်သူအားဆိုရင်အရှားပါဆုံးလူသားမျိုးစိဖြစ်တဲ့အတွက်သူ့လိုရှားပါမျိုးစိတွေကိုထပ်မံမွေးထုတ်ပေးရတဲ့တာဝန်ကြီးကိုထမ်းဆောင်လျက်ရှိနေပါတယ်သူမွေးထုတ်ပေးလိုက်တဲ့သူတို့လေးတွေဟာနုပညာယောဂဘိုးပါသူတွေဖြစ်ကြလို့ကွန်စာရင်နုပညာလမ်းကြောင်းပေါ်ကိုခြေဦးလဲလာပြီးဖြစ်တဲ့အတွက်ဘာဆက်ပြောရမလဲဆိုတာကျွန်တော်မသိလို့အိမ်ပြန်လိုက်ပါဦးမယ်ည7:00နာရီချိန်ဆို TikTok live မှာရှိနေမှာဖြစ်လို့လာရောက်ဆုံးမပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုတွေကိုမျက်စိနှောက်အောင်တင်ဆက်ပေးအောင်မှာဖြစ်လို့လိုအပ်ရင်ဘလော့ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်